လူတွေဘာလို့ကြောက်တက်ကြတာလဲတခါတလေမှာတင်စဉ်းစားကြည့်ဘူးသလားမသိဘူးလူတွေဘာကြောင့်မလို့အမောင်တွေကိုကြောက်တက်ကြတာလဲဘာကြောင့်မလို့အမြင့်ကိုကြောက်တက်ကြတာလဲဘာကြောင့်မလို့တယောက်တည်းညအချိန်လမ်းလျှောက်ရင်စိတ်ထဲမှာမတက်မတာနဲ့တခုခုကိုကြောက်တယ်လို့မျိုးဖြစ်လာရတာလဲတွေးကြည့်ရင်တော့စိတ်ဝင်စားစရာကောင်းပါတယ်တကယ်တော့ကြောက်ချင်းဆိုတာမကောင်းတဲ့အရာတစ်ခုတော့မဟုတ်ပါဘူးကြောက်ချင်းဆိုတာကလူတွေကိုယခုအချိန်ထိအသက်ရှင်ပေးနေစေတဲ့စနစ်တစ်ခုပဲဖြစ်ပါတယ်အရင်ချိန်တွေကိုပြန်သွားကြည့်မယ်ဆိုရင်ရှစ်ခေတ်ကလူတွေဟာတောထဲမှာနေထိုင်ခဲ့ကြပါတယ်အဲ့ဒီအချိန်မှာရှင်သေကြာမွေတိုင်းတိဆန်တွေစားတဲ့အန်ရည်တွေများစွာရှိခဲ့ပါတယ်အဲ့ဒီအချိန်မှာမကြောက်တတ်တဲ့လူတွေကအန်ရည်တွေကိုမရှောင်နိုင်ခဲ့ကြလို့အသက်ရှင်နိုင်ခြင်းနေပါခဲ့ကြပါတယ်ဒါပေမဲ့ကြောက်တတ်တဲ့သူတွေကတော့အတန်တစ်ခုကြာရင်ချက်ချင်းထွက်ပြေးကြတယ်အမောင်တွေကိုမွေရဲကြဘူးတတိထားကြတယ်အဲ့လိုလူတွေကပဲအသက်ရှင်ကြံ့ရစ်ခဲ့ပြီးတော့အခုကျွန်တော်တို့လူသားတွေဖြစ်တည်လာရတာပါဒါကြောင့်မို့လို့အကြောက်တရားဆိုတာက survival system တစ်ခုလို့တောင်မှပြောလို့ရပါတယ်လူတွေကြောက်တဲ့အချိန်မှာခန္ဓာကိုယ်ထဲမှာအရန်ထူးခြားတဲ့အရာတွေဖြစ်ပေါ်လာပါတယ်နှလုံးခုန်မြန်လာတယ်အသက်ရှူမြန်လာတယ်ကြွက်သားတွေတင်းလာတယ်မျက်လုံးတွေကပိုမြင်လာရတယ်ဘာလို့လဲဆိုတော့ခန္ဓာကိုယ်က fight or flight မှုကိုဝင်သွားတာပါဆိုလိုတာကတော့တိုက်မလားထွက်ပြေးမလားအဲ့အတွက်ခန္ဓာကိုယ်ကပြင်ဆင်ပေးနေရပါဒါပေမဲ့စိတ်ဝင်စားစရာကောင်းတာတစ်ခုကတော့လူတွေကတစ်ခါတလေမှာအန္တရာယ်မရှိတဲ့အရာကိုတောင်မှကြောက်တတ်ကြတာပါဥပမာ horror movie တွေကြည့်တာမျိုးတွေတရေကားတွေကြည့်တာမျိုးတွေ roller coaster စီးတာမျိုးတွေအယမ်းမောင်တဲ့အခန်းထဲမှာနေရမျိုးတွေအဲ့လိုအရာတွေကိုကြောက်ကြရုံမဲ့အချို့လူတွေကတော့မကြောက်ဘဲပြန်ပြီးတော့ကြည့်ကြကြတယ်ပြန်ပြီးတော့စီးကြကြတယ်ဘာလို့လဲဆိုတော့အဲ့အရာတွေကလူတွေကြောက်နေတဲ့အချိန်မှာ adrenaline ဆိုတဲ့ဟော်မုန်းတွေထွက်လာပြီးတော့စိတ်လှုပ်ရှားမှုကိုဖြစ်ပေါ်စေပါတယ်အဲ့ဒီ feeling ကိုလူတွေကကြိုက်ကြတာပါဒါကြောင့်မို့လို့လူတွေက horror movie တွေကိုပိုကြည့်ကြတယ်မှတ်သားသင့်စရာတစ်ခုကတော့ကြောက်ချင်းဆိုတာအားနည်းချက်တစ်ခုမဟုတ်ပါဘူးကြောက်တတ်တယ်ဆိုတာသဘာဝပါကြောက်တတ်ခြင်းကြောင့်မလို့ပဲလူတွေကယခုအချိန်ထိအသက်ရှင်သန်နေထိုင်ခဲ့ကြတာပါတကယ်တော့မကြောက်တတ်တဲ့လူထက်ကြောက်တတ်တဲ့လူကပိုပြီးတော့အသက်ရှင်နိုင်ခြေပိုများပါတယ်ဒါကြောင့်မို့လို့နောက်တစ်ခါသင်ကြောက်နေတာကိုကိုသတိထားမိနေရဆိုရင်မရှက်ပါနဲ့ဒါဟာသင်ရဲ့ခန္ဓာကိုယ်ကသင်ကိုကာကွယ်နေတယ်ဆိုတာကိုမှတ်ထားပါအကြောက်တရားဆိုတာကအားနည်းချက်တစ်ခုမဟုတ်ပါဘူးသင်ရဲ့ခန္ဓာကိုယ်ကသင်ကိုကာကွယ်ပေးနေတဲ့ auto system တစ်ခုပဲဖြစ်ပါတယ်